ဒီလိုပုံစံမျိုးလေးစဉ်းစားကြည့်ပါဗျာအမေရိကန်လိုနိုင်ငံရေးအရာရောလူမှုရေးအရာပါအတန်နေစူးညံပလောရိုက်နေတဲ့နိုင်ငံကြီးရဲ့အလေမှာဗုဒ္ဓဘာသာဖုံးတော်ကြီးတစုကဘာစကားမှအကျေကြီးမပြောဘူးတိတ်ဆိတ်စွာနဲ့ပဲငင်းချင်းရေးအတွက်လမ်းလျှောက်ပြတယ်ဟုတ်ကဲ့ဒီတစ်ခေါက်ကျွန်တော်တို့ဆွေးနွေးမှာကအဲ့ဒီအကြောင်းပဲဗျာသူတို့ရဲ့ခီးစဉ်ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေစောင်းမတွေကိုကြည့်ပြီးကျွန်တော်တို့စဉ်းစားမိတာကရိုးရိုးလေးလမ်းလျှောက်တာဟုတ်တယ်ဒီလောက်ရိုးစင်းတဲ့လောက်ရက်တစ်ခုဟာလူတွေကိုလမ်းဘေးမှာတင်မြေရည်ကျလောက်တဲ့အထိမြို့တော်ဝင်တွေကအတိမဖြူလွာတွေပေးရလောက်တဲ့အထိဘလို့များဒီတော့စွမ်းကြီးထွားရတာလဲအဲ့ဒီမေကွန်ကဒီအကြောင်းရရဲ့အသက်ပဲရှင်ဒီခီးစဉ်ရဲ့ထူးခြားမှုကသူတို့ဘာလုပ်ခဲ့တယ်လဲဆိုတာထက်သူတို့ဘလို့အချင်းအခါမျိုးမှာလုပ်ခဲ့တယ်လဲဆိုတာ ਨੇ ပို့ဆိုင်နေတယ်ဟုတ်ကဲ့သူ့အဖွဲ့အစည်းကအစွန်းနှစ်ဖက်သဘောထားတွေနဲ့တင်းမာနေတဲ့အချိန်တရေတွေဖွင့်လိုက်တိုင်းစိတ်ညစ်စရာတွေပဲကြားနေတဲ့အချိန်မှာဘာမှမပြောပဲကြီးငိမ်စွာရှော့လန်းနေတဲ့တင်ကန်းရောက်ပုံကြီးတွေလားလေစကလုံးတွေထက်အများကြီးပို့ပြီးလေးနဲ့ကျစ်သတင်းစကားတစ်ခုကိုအလိုလိုပါလိုက်သလိုဖြစ်သွားတာပဲလူတွေကအဲ့ဒီတိတ်ဆိတ်မှုထဲမှာအပြေးတစ်ခုခုကိုရှာတွေ့သွားကြပုံပဲစိတ်ဝင်စားစရာပဲဗျာဒါဆိုအဲ့ဒီခီးစဉ်ရဲ့အသေးစိတ်ကိုနည်းနည်းလောက်အရင်ကြည့်လိုက်ကြအောင်ဘလောက်အထိခက်ခဲပြင်းမှမလဲဆိုတာမှန်းကြည့်လို့ရတာပေါ့ဟုတ်ကဲ့ရင်းမြစ်တရားရဆိုရင်ဖုံးတော်ကြီးတွေကတစ်နေ့ကိုမိုင်20လောက်ရှောက်ကြတယ်မိုင်20ဟုတ်တယ်တနင်္ဂနွေကို3မိုင်နှုန်းလောက်နေဆိုတော့တနေ့လုံးနီးပါလမ်းပေါ်မှာပဲရှိနေတဲ့သဘောပဲနော်ဟုတ်ကဲ့ရှင်မိုင်20ဆိုတာမနေ့ကနေ9နေဆောင်းအထိအနည်းဆုံး9နာရီ7နာရီလောက်အဆက်မပြတ်လမ်းလျှောက်ရတဲ့အကွာဝေးပဲဒါကိုနေ့စဉ်ရက်ဆက်လာပေါင်းများစွာလုပ်တယ်ဆိုတာကရုပ်ပိုင်းဆိုင်ရာရရောစိတ်ပိုင်းဆိုင်ရာရပါမယုံနိုင်လောက်အောင်ကြီးမားတဲ့စိန်ခေါ်မှုပဲဟုတ်ပါပဲပေါ်ပြီးတတိထားမိစရာကောင်းတော့ကသူတို့ရဲ့ခြေတော့တီးပဲတချို့ကဖနက်အပေါင်းစားလေးတွေနဲ့ Sandals လိုမျိုးလားဟုတ်တယ်တချို့ဆိုခြေပလာနဲ့တောင်ရှောက်ကြတာဒါကသူတို့ရဲ့ယုံကြည်မှုကိုပြင်းပြင်းထန်ထန်ပြသလိုက်ကပဲလောကရဲ့အကာအကွယ်တွေတက်တွန်တက်တာဒီမှုတွေကိုခဏပြေးဖက်ထားပြီးတော့မြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီးရှောက်လန်းခြင်းအပြင်သူတို့ရဲ့ရည်ရွယ်ချက်ကိုပိုးပြီးလေးနဲ့စီခဲ့တယ်ဒီခီးစဉ်ကပြည်နယ်တော်တော်များများကိုဖြတ်သွားတယ်နော်ရင်းမြစ်တစ်ခုမှတော့10ခုလို့ပြောပြီးနောက်တစ်ခုမှတော့9ခုလို့ဖော်ပြထားတယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါရှင်ဟုတ်ဒီကွဲလွဲမှုကတိတိလေးလို့ထင်ရမယ်မဲ့တစ်ခုခုကိုညွန့်ပြနေတယ်လို့ပဲဒါကဒီခီးစဉ်ရဲ့တဘာဝကိုပြနေရလေဒါကတိကျတဲ့အစီအစဉ်စရာနဲ့တွားနေတဲ့အစိုးရခီးစဉ်မျိုးမဟုတ်ဘူးအောက်ခြေလူထုကနေအလိုလိုဖြစ်တော်လာတဲ့လှုပ်ရှားမှုတစ်ခုပဲဆိုတော့လမ်းမှာအစီအစဉ်နဲ့ပြောင်းကောင်းပြောင်းမဲတချို့နေရာလေးကိုကြော်သွားတာမျိုးရှိနိုင်တယ်ဟုတ်ကဲ့တတိမတန်တင်တဲ့သူတွေကလည်းဘယ်အချိန်ဘယ်နေရာကနေစပြီးရအတွက်တည်းလဲပုံမှုတီးပြီးကိန်းကနန်းတွေကွဲသွားနိုင်တာပေါ့ဒါကပဲသူ့ရဲ့အစစ်မှန်တဲ့တဘာဝကိုပေါ်လွင်စေတယ်ပြီးတော့ဒီခရီးစဉ်မှာလူတွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့အဖွဲ့ဝင်တယောက်လည်းပါသေးတယ်နော်ဟုတ်တယ်အလိုကာဆိုတဲ့ခွေးလေးသူလည်းဘုံတော်ကြီးတွေနဲ့တူခိဆုံးတီလိုက်ခဲ့တယ်ဆိုတော့တကယ့်ကိုအဖော်မွန်ပဲဗျာအသေးကြောက်ပဲခရီးလမ်းရဲ့ပြင်မမှုတွေကြားထဲမှာဒီလိုချစ်စရာမင်းကွဲလေးတွေကလူတွေရဲ့လုံသားကိုပို့ပြီးနှွေးထွေးစေဖက်မှာတေးကြတယ်ဟုတ်တယ်ရှင်ဒီခွေးလေးကဒီခရီးစဉ်ရဲ့လူသားဆန်တဲ့အပိုင်းပဲလို့ပြောလို့ရတယ်တရားတော်ရင်ငိမ့်ချမ်းရေးတဲ့စကားတွေဆိုတာနည်းနည်းလေးနဲ့ခက်ခဲတယ်လို့ထင်ရနိုင်မယ်မဲ့ခွေးလေးတစ်ကောင်ကိုချစ်ခင်ဆုံးမဆွာနဲ့အတူတူခေါ်ပါတယ်ဆိုတဲ့ပုံရိပ်ကသူတို့ရဲ့မေတ္တာတရားဟာလူသားတွေအတွက်ပခြားမဟုတ်ပဲတက်ရှိအားလုံးအပေါ်မှာရှိတယ်ဆိုတာကိုလက်တွေ့ပြလိုက်သလိုပဲဒါကြောင့်လဲလူတွေကသူတို့နဲ့ပူပြီးရင်းနှီးသွားကြတာအဲ့လိုရင်းနှီးမှုချစ်ခင်မှုတွေကပဲလူတို့ရဲ့တုံ့ပြန်မှုတွေထဲမှာအတိုင်းအတာပေါ်လွင်ခဲ့တာပေါ့နော်North Carolina ပြည်နယ် Silas City မှာဆိုရင်လူတွေကလမ်းဘေးမှာတင်နိုင်နေချီပြီးစောင့်နေကြတာ Jordan Matthews အထက်တန်းကျောင်းမှာဆိုတခန်းတနာဂျိုဆိုဝဲလုပ်ပေးကြတယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်ရင်ထက်ကိုအထီးဆုံးကတော့တွေးဆုံမင်းမြတ်မှုတွေမှာဖြေသွားတဲ့လူရဲ့စကားတွေပဲဗျာအမျိုးသမီးတယောက်ကဖြစ်သွားတယ်သူတို့ကိုမြင်လိုက်ရကြတဲ့ကမနဲ့ကနေညနေဒီတစ်ချိန်လုံးငိုပဲငိုနေမိတယ်မတို့ဒီလောက်ဒီစိတ်ခံစားမှုပြန်ထိုင်ရတာလေဒီမေကွန်းကိုဖြေဖို့အတွက်အဲ့ဒီအချိန်ကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုနားလည်ဖို့လိုတယ်ရှင်ရင်းမြစ်ချေကကိုကားချစ်တစ်ခုကဒီအခြေအနေကိုသိကောင်းကောင်းဖော်ပြသွားတယ်လောကကြီးမှာအရာရာဟာအမိုက်ပုံကြီးလို့ဖြစ်နေတယ်လို့ခံစားနေရချိန်မှာအမိုက်ပုံကြီးလို့ဟုတ်တယ်ဘုံလိုကြီးတွေက80ရှောင်ဖို့အကြောင်းပြကြကောင်းတစ်ခုပေးတယ်တဲ့ဒီစကားကအဓိပ္ပာယ်အများကြီးရှိတယ်ဟုတ်ကဲ့လူတွေဟာနေ့စဉ်နဲ့အများကြားနေရတဲ့အမုန်းတရားတွေအငင်းပွားမှုတွေအကြမ်းဖက်မှုတွေကြောင့်စိတ်ကြော်ပြီးပင်ပန်းနွမ်းနယ်နေကြပြီးဝန်ထုတ်ဝန်ပိုးတစ်ခုလိုခံစားနေရပြီအဲ့ဒီအချိန်မှာဘာမှမပြောဘဲတင်းငင်စွာရှုံနေတဲ့ဖုန်းတော်ကြီးတွေကိုမြင်လိုက်ရတဲ့အခါ
သူကဟာကိုယ့်ရဲ့အတွင်းစိတ်ငြင်းချမ်းရေးကိုပြန်ရှာတွေ့ဖို့မျောလင့်ချက်ယုံချီလေးကိုလက်မြင်လိုက်ရသလိုခံစားလိုက်ရတာပဲအဲ့ဒီမျိုးသမီးရဲ့မျက်ရည်ဟာဝမ်းနည်းလို့ကြတဲ့မျက်ရည်ထက်စိတ်သက်သာရာရသွားလို့မျောလင့်ချက်ကိုပြန်တွေ့လို့ကြတဲ့မျက်ရည်ဖြစ်ဖို့များတယ် တကယ်ပဲနော်နောက်ပြီးအဝေးလေးနဲ့လာတွေ့ကြတဲ့သူတွေရဲ့အကြောင်းကိုလည်းဖတ်ရတယ် Wisconsin ကဆွန်တွဲတွဲဆို ဟုတ်တယ် လီယန်နဲ့တညာနဲ့လာတွေ့ပြီးချက်ချင်းပြန်သွားတယ် Texas ကလူတွေဆိုရင်လည်းဒီခရီးစဉ်ကိုအစကတည်းကစောင့်ကြည့်နေပြီးတွေ့ဝင်ရဖို့တနေ့ကုန်ကားမောင်းလာကြတယ်ဆိုတော့ ဟုတ်ကဲ့ သူတို့စီကဘာကိုဒီလောက်အထိမျောလင့်နေကြတာလဲ သူတို့ကဖုံးလွှမ်း GDC ကတရားစကားတွေအစိုးအမတွေကိုလာနားထောင်တာမျိုးထက်သူတို့ရဲ့တီရှိနေမှုသူတို့ရဲ့ presence ကိုလာခံစားကြတာလို့မြင်နေရှင် ဟုတ်ကဲ့ ဒီခေတ်ကြီးထဲမှာစစ်မှန်တယ် authentic လို့ခံစားရတဲ့အရာတွေတိတ်ရှားသွားပြီအရာဟာတွက်ချက်ထားပြီးသားဟန်ဆောင်ထားတာတွေများတယ်လေ ဟုတ်တယ် ဒီဖုံးတော်ကြီးတွေရဲ့လမ်းလျှောက်ခြင်းကဘာဟန်ဆောင်မှုမှမရှိဘူးပင်မနဲ့ချွေးထွက်တယ်ခြေထောက်တွေနာကျင်တယ်ဒါပေမဲ့သူတို့ဆက်လျှောက်တယ်ဒီလိုစစ်မှန်တဲ့စွန်လွတ်အနစ်နာခံမှုကိုမြင်ရခြင်းအဖြစ်လူတွေကကိုယ့်ဘဝအတွက်ခွန်အားတွေပြန်ရသွားကြတာငါတို့လည်းနားတော့ရဲ့ကိုပိုင်အခက်ခဲတွေကိုဒီလိုပဲကြမ်းကြမ်းခံပြီးကြော်ဖြတ်ရမယ်ဆိုတဲ့စိတ်သက်မျိုးဝင်သွားစီတယ် မြက်မြင်တယောက်ပြောသွားတာလေးကလည်းဒီအချက်ကိုထောက်ခံနေတယ်လို့ပဲဗျာဘုန်းတော်ကြီးတွေဖျက်ရှောင်သွားတော့လူတွေအားလုံးတိတ်ဆိတ်သွားပြီးခေါင်းကုန်းဆူတောင်းနေကြတာဟာမယုံနိုင်လောက်အောင်ငြိမ်ချမ်းတဲ့မြင်ကွင်းပဲတဲ့ ဟုတ်ကဲ့ စူညာနေတဲ့လောကကြီးကိုခနာတာတိတ်ဆိတ်သွားစေနိုင်တဲ့စွမ်းအားကတော်ယုံစွမ်းအားမဟုတ်ဘူးဒါပေမဲ့ဒီလိုလူတို့ရဲ့အားပေးမှုကိုကြော်လွန်ပြီးအစိုးရပိုင်းကပါတရားဝင်အတိမတ်ပြုလာတာကတော့ဒီလူရှားမှုကိုနောက်တစ်ချက်မြင့်တင်ပေးလိုက်တယ်လို့ပဲနော် ဟုတ်တယ်ရှင်ဒါကတိတ်အရေးကြီးတဲ့အပိုင်းပဲ Silent City မြို့တော်ဝင် Donna Matthews တို့ Chatham County ရဲမှူးကြီး Mike Robinson တို့လိုဒေသအာဏာပိုင်တွေကကိုယ်တိုင်ကိုယ်ကျကြိုးစိုးစကားလာပြောကြတယ်ဒါကဒီလူရှားမှုဟာဥပဒေနဲ့မဆန့်ကျင်ဘူးအများပြည်သူအတွက်ကောင်းကျိုးဖြစ်ထွန်းစေတယ်ဆိုတာကိုအားမခံပေးလိုက်တယ်လို့ပဲ Big Pigs မြို့တော်ဝင် Jackie K Gilbert ရဲ့လောက်ရကတော့တကယ်ကိုအမတ်တရပဲဗျာဇန်နဝါရီ23 2026ကို Walk for Peace Day ဆိုပြီးတရားဝင်သတ်မှတ်ပေးခဲ့တယ် ဟုတ်ကဲ့ ပြီးတော့ကျွန်တော်အောဆုံးကလက်ဆောင်ဝဲမြို့တော်ဝင်ကဘုံတော်ကြီးတွေကိုရွှေပနတ်တရလက်ဆောင်ပေးခဲ့တဲ့ရွှေပနတ်ဟုတ်လား ဟုတ်ကဲ့ရှင်အရန်ကိုလာပါပြီးအတိတ်ပဲပြေဝတဲ့တင်ကေတာတစ်ခုပဲ ဒါကဘလူးအသေးပဲမျိုးလဲတော်တော်လေးထူးခြားတဲ့လက်ဆောင်ပဲ ရွှေပနတ်ဆိုတာတကယ်စီးဖို့ပေးတာမဟုတ်ဘူးလေသူတို့မိုင်ထောင်းချီရှော့လန်းခဲ့တဲ့ခြေလန်းတိုင်းခြေဖွားတိုင်းရဲ့တံပိုးကိုအတိအမြတ်ပြုကွန်ပျူလိုက်တာ ဟုတ်ကဲ့ ပစ္စည်းဥစ္စာတွေထက်အများကြီးပိုတန်ဖိုးရှိတဲ့စိတ်သက်ခွန်အားနဲ့ဇွေးလုံလားကိုမြို့တစ်မြို့ရဲ့ကိုစားပြုအနေနဲ့အမြင့်ဆုံးပုံစံနဲ့အယိုးတေးပေးလိုက်တာပဲဒါဟာဒီဘုံတော်ကြီးတွေရဲ့ခရီးစဉ်ကိုတမိုင်းမှာမှတ်တမ်းတင်လိုက်တယ်လို့ပါပဲရှင်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာမိကုထူတော်ရှိတယ်ဗျာအစိုးရလိုအဖွဲ့အစည်းတစ်ခုကဒီလိုအောက်ခြေလူထုလှုပ်ရှားမှုတစ်ခုကိုတရားဝင်ထောက်ခံလိုက်တဲ့အခါဒီလှုပ်ရှားမှုရဲ့မူလယူရှင်ခါလစ်တက်ပုံငင်းကိုမထိခိုက်စေနိုင်ဘူးလားဥမာအစိုးရကကြတော့နောက်ခံပေးတဲ့လှုပ်ရှားမှုတစ်ခုလိုအထင်မှမခံရနိုင်ဘူးလား ဒါကတိတ်ကောင်းတဲ့မေခုမယ်အဲ့ဒီစိုးရင်မှုကလုံးဝဖြစ်နိုင်ခြင်းရှိတယ်တချို့လှုပ်ရှားမှုတွေမှာအစိုးရကဝင်ပါလိုက်တဲ့အခါသူ့ရဲ့မူလရည်ရွယ်ချက်တွေပျောက်ပြီးနိုင်ရေးအယောင်အသွေးတွေဆုတ်ခံရတယ် ဟုတ်ကဲ့ ဒါပေမဲ့ဒီဖြစ်ရမှာတော့နည်းနည်းကွာချောပုံရတယ်ဒီအတိအမှတ်ပြုမှုတွေကဘ ਹੁ အစိုးရအဆင့်ကမဟုတ်ပဲဖုန်ထွားကြီးတွေတကယ်ဖြစ်တန်းသွားတဲ့ဒီတက်ခတ်မျိုးလေးတွေကောင်တီတွေကအာနာပိုင်တွေကနေလာတာ အော် ဒါကြောင့်နိုင်ရေးထက်လူမှုအတိုက်အဝင်းရဲ့ကြိုးဆိုးမှုကိုကိုစားပြုတယ်လို့ပုံမြင်ရတယ်သူတို့ကခမည်းတော်ရဲ့ငင်းချမ်းရေးသတင်းစကားဟာကျွန်တော်တို့မျိုးအတွက်ကျွန်တော်တို့လူလီအတွက်တန်မိုးရှိပါတယ်ဆိုတာကိုပြသခြင်းတဲ့သဘောပဲဒီလောက်ရကအဖွဲစည်းတစ်ခုလုံးကိုစီလုံးစေဖို့တွန်းအားပေးလိုက်တာမျိုးပါ ရှင်းပါလေဗျာအစိုးရရာရှိတွေကတော့ဒီလိုတရားဝင်အတိမတ်ပြုတဲ့ဆိုတော့တကယ်တော့ဖုံးတော်ကြီးတွေပြည့်ချင်တဲ့အဓိကသတင်းစကားကဘာများဖြစ်မလဲဘာကြောင့်လူတွေရောအစိုးရရောဒီလောက်ထိလုခတ်တွားရတာလဲသူတို့ရဲ့ဟောပြောချက်တွေထဲမှာဘယ်အချက်ကအဓိကကြခဲ့တယ်လဲ သူတို့ရဲ့သတင်းစကားကအံ့ဩစရာကောင်းလောက်အောင်ရိုးရှင်းပါတယ်ရှင်မေတ္တာကရုဏာငြိမ်းချမ်းမှုသာဟာဇာတောဖြစ်မှုဆိုတဲ့အခြေခံတရားလေးပါပဲ ဟုတ်ကဲ့ ဒါပေမဲ့သူတို့ကဒီစကားလုံးတွေကိုစအောက်ထက်ကအတန်းရွတ်ပြနေတာမဟုတ်ဘူးသူတို့ရဲ့လမ်းရှောင်ခြင်းဆိုတဲ့လောက်ရက်ကိုယ်တိုင်ကအဲ့ဒီတရားတွေကိုတတ်တည်ပြနေတာသူတို့ပြောတဲ့စကားတွေခွန်ကကိချင်းတွေဒီနေ့ကပြီးခွဲခြားမှုတွေကွဲပြားမှုတွေမရှိတော့ဘူးငါတို့အားလုံးအသိအသိလို့ကစားရမယ်တဲ့ ဟို ဒီစကားကလက်ရှိ American လူဖွဲ့စည်းရေးငါတို့နဲ့သူတို့ဆိုပြီးအုပ်စုတွေကွဲနေတဲ့အချင်းတွေကိုတန်းရဲ့ရည်ညွှန်းလိုက်တာပဲ ပြီးတော့
ခွက်လက်ချင်းဆိုတဲ့အကြောင်းကိုလည်းအထူးတလဲပြောသွားတယ်နော်နှလုံးသားကိုဖက်လက်ပြီးဆက်သွယ်ပြောဆိုခြင်းရဲ့အရေးပါပုံကိုလည်းဟောပြောခဲ့တယ် ဟုတ်ကဲ့ ဒီအချက်တွေကလက်တွေ့မှာဘယ်လောက်ခက်ခဲလဲဆိုတာကျွန်တော်တို့အားလုံးသိပါတယ် တကယ်ပဲခက်ခဲပါတယ်ဒါကြောင့်လေသူတို့ရဲ့ခီးစဉ်မှာချီနူးစရာတွေရှိပဲကြုံခဲ့ရတာမဟုတ်ဘူး ဟုတ် သူတို့ရဲ့သတင်းစကားဟာစင်ခုံမှုနဲ့တည့်ရဲ့ရင်ဆိုင်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့လေဒီဖြစ်ရပ်ကသူတို့ရဲ့ခီးစဉ်ကိုပိုပြီးပြည့်စုံသွားစေခဲ့တယ်လို့တော့ပြောလို့ရတယ်ရှင် ဟုတ်တယ်ကျိုးဆိုပွဲတစ်ခုမှာခရိယန်ဘာသာဝင်တယောက်ကကြားဖြတ်ပြီးစကားပြောခဲ့တဲ့ဖြစ်ရပ်နော်အဲ့ဒီမှာဘာတွေဖြစ်ခဲ့လဲဆိုတာနည်းနည်းအသေးစိတ်ပြောပြပေးပါလားဗျာ ဖြစ်ပုံကဒီလိုပါကြိုးဆိုပွဲတစ်ခုမှလူတွေကနားထောင်နေကြတယ်ခရိယန်ဘာသာဝင်တယောက်ကထပြီးတော့ဖုံးတော်ရည်ဒီကိုတိုက်ရိုက်စကားပြောခဲ့တယ်သူပြင်းပြင်းထန်ထန်ပဲပြောခဲ့တာ ဟုတ်ကဲ့ ခင်ဗျားတို့ရဲ့ငိမ့်ချမ်းရေးဟာခရစ်တော်မှာအချိန်မခံဘူးဒါဟာငိမ့်ချမ်းရေးအတူအယောင်ပဲတဲ့ပြီးတော့ခင်ဗျားတို့ငရဲကိုတွားမဲ့လမ်းကိုရှောက်နေတာဆိုပြီးသူ့ရဲ့ယုံကြည်ချက်ကိုပြက်ပြက်သားသားပြောခဲ့တယ်ဒါကတော်လေးပြင်းနေတဲ့အချိန် ဟုတ်အဲ့ဒီလိုအခြေအနေမျိုးဝဲတစ်ခုလုံးပြတ်သွားနေတယ်အငင်းကုန်ကြီးဖြစ်သွားနေတယ်ခုလိုရည်တဲ့ဘက်ကတော့ဘယ်လိုတုံ့ပြန်ခဲ့ ဒါကပဲဒီခရစ်စင်ရဲ့အထက်အထိလို့ပြောလို့ရတဲ့အခိုက်အတန့်ပဲရှင်ဘုန်းတော်တွေကဘာမှပြန်မပြောခဲ့ဘူးအငင်းခေါ်မလုပ်ခဲ့ဘူးစိတ်ဆိုးတဲ့အရေးအယောင်တော့မပြခဲ့ဘူးသူတို့ကအဲ့ဒီလူရဲ့စကားကိုဒီဆိုတာအင်္ဂလိပ်ဆိုတာလည်းပဲနားထောင်ခဲ့ကြတယ်သူယုံကြည်တဲ့အတွက်ပြေးစားမှုဖြစ်ခဲ့တယ် ဟုတ်ကဲ့ အဲ့ဒီနောက်မှာတော့သူဟောပြောတဲ့အခါဒီလိုသတင်းစကားတစ်ခုကိုပြန်လည်ဟောပြောခဲ့တယ်ကျွန်တော်တို့တခြားသူတွေကိုပြုလုပ်ပြီးကိုယ့်ကိုယ်လည်းပြုလုပ်ဒါကြောင့်ဘဝတရားဘုံတို့ကအဲ့ဒီလူကိုတိုက်ရိုက်ပြန်ပြောနေတာမဟုတ်ဘူးသူတို့ရဲ့တုံ့ပြန်မှုကပြည့်လို့ချင်းဆိုတာတက်တယ်မဟုတ်ဘူးဒီလိုတိုက်တွေ့ဆုံနေကြုံလာတဲ့အခါလက်တွေ့ကျင့်သုံးရမယ့်အရာဖြစ်တယ်ဆိုတာကိုပြသလိုက်တာပဲ ကကေကိုအားကြစရာတုံ့ပြန်မှုပါဗျာဒီဖြစ်ရက်ကနေဘာကိုအဓိကမြင်နိုင်မလဲ ဒီဖြစ်ရက်ကငိမ့်ချမ်းရေးဆိုတာလူတိုင်းကကိုယ့်ကိုယ်သဘောတူနေတာထောက်ခံနေတာမျိုးမဟုတ်ဘူးဆိုတဲ့အရှိတရားကိုမိမောင်းထုတ်ပြလိုက်တာ ဟုတ်ကဲ့ စစ်မှန်တဲ့ငိမ့်ချမ်းရေးဆိုတာကိုယ်နဲ့သဘောထားမတိုက်ဆိုင်တဲ့သူတွေကိုယ့်ကိုယ်စန့်ကျင်တဲ့သူတွေနဲ့အတူတူရှင်တွဲနေထိုင်နိုင်ခြင်းပဲသူတို့ရဲ့တိတ်ဆိတ်စွာနားထောင်ပေးမှုက orchid ငင်းခုန်တာထက်အများကြီးပိုပြီးစွာအားကြီးမားတဲ့တုံ့ပြန်မှုတစ်ခုထိခဲ့တယ်အဲ့ဒီခရစ်ယာန်ဘာသာဝင်ကသူယုံကြည်ချက်ကိုဖော်ထုတ်ခွင့်ရခဲ့တယ်လို့ဖုံးတော်ကြီးတွေကလည်းသူတို့ရဲ့ခွင့်လွှတ်ခြင်းတရားကိုလက်တွေ့ပြသခွင့်ရခဲ့တယ်ဘယ်သူမှမရှုံခဲ့ဘူးပေါ့ ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်အောင်ဗျအဆက်မှမေခဲ့တဲ့မေကုန်းကိုပြန်သွားရင်ရိုးရှင်းတဲ့လမ်းရှုံခြင်းတစ်ခုကဘာလို့ဒီလောက်ထိစွမ်းအားကြီးရလဲဆိုတော့အဲ့ဒီလမ်းလျှောက်ခြင်းဟာလုံရတဲ့မဟုတ်ပဲစူညာနေတဲ့လောကကြီးအတွက်တိတ်ဆိတ်တဲ့အဖြစ်တစ်ခုကွဲပြားနေတဲ့လူအဖွဲ့အစည်းအတွက်စီးလုံးခြင်းရဲ့သင်္ကေတတစ်ခုပြီးတော့မျော်လင့်ချက်ပျောက်ဆုံးနေတဲ့လူတွေအတွက်ရှေ့ဆက်ဖို့ခွန်အားပေးတဲ့မိရှုတိုင်းတစ်ခုဖြစ်ခဲ့လို့ပါပဲ ဟုတ်ပါတယ်ရှင်ယူရှင်းပေးမဲ့လေးနဲ့တဲ့ဘာရတော့မှုမှမပါပဲလူတွေရဲ့နှလုံးသားကိုပြောင်းလဲစေနိုင်တဲ့စွမ်းအားရှိခဲ့တယ်ဒီဆွေးနွေးမှုကိုမထင်ငင်ပါလိနားထောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းတယ် ဟုတ်ကဲ့ ရင်းမြစ်တဲ့ဟာစကားတစ်ခုကိုနည်းနည်းလေးပြင်ပြီးမေးကြည့်ခြင်းအဲ့ဒီမှာပြောထားတာကငင်းချင်းရေးဆိုတာကျွန်တော်တို့တဦးချင်းစီကကိုယ်အခန်းကဏ္ဍကာဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှဖြစ်လာတာတဲ့ဒီစကားကိုအခြေခံပြီးစဉ်းစားကြည့်တဲ့အခါဒီဖုံးတော်ကြီးတွေရဲ့ခရီးစဉ်ဟာကဘာကြီးကိုပြောင်းလဲဖို့ရည်ရွယ်ခဲ့တာလားဒါမှမဟုတ်သူတို့ကိုမြင်တွေ့လိုက်ရတဲ့လူတဦးချင်းစီရဲ့အတွင်းစိတ်ငင်းချမ်းရေးကိုရှာဖွေဖို့တွန်းအားပေးလိုက်တာလား ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ကျွန်တော်တို့မေခွန်းကကိုယ့်ရဲ့နေ့စဉ်ဘဝမှာငင်းချင်းရဲ့အတွက်ဘလို့ခြေလန်းစားလန်းလဲဆိုတာထပ်ပိုးပြီးနည်းနည်းတဲ့မေခွန်းတစ်ခုရှိနေမလားအဲ့လာကတော့ကိုယ့်တန်ကိုကြားအောင်အကျယ်ဆုံးអော်ပြောရမယ်လို့ယူဆနေတဲ့ဒီကဘာကြီးလဲမှာတခါလေတိတ်ဆိတ်စွာရှောက်လန်းခြင်းရဲ့စွမ်းအားကိုတော့ကျွန်တော်တို့ယုံကြည်ဖို့အစဉ်သင့်ဖြစ်ပြီလားဆိုတာပါပဲ continues to have a hope. And so we share